ငါတို့ကခွေမဟုတ်ဘူးနော်ခွေးကခမရတို့ရခိုင်အေးသူများနေမင်းကိုလာပြီးမှကိုနေရလည်းမတိကိုနေမင်းလည်းမတိနော်နေလေအေးရှိနေပါစေဆိုပြီးမှနေခမ်းတယ်ဒါမဲ့ခမရတို့ကခွေးနဲ့တအားတူတယ်ခွေးကတရေနဲ့သမီးတရေပေါ်မှာသမီးဆွေးရင်တရေကိုတော့မကိုက်စားတယ်သူနဲ့တူပဲခမရတို့ပလက်ဝနေမှာနေပြီးမှပလက်ဝချင်းနဲ့ချင်းလူမျိုးအားလုံးကိုခမရတို့အနိုင်ကျင်းတယ်နော်ဒုက္ခပေးတယ်တိလားဒါကြောင့်မလို့ခင်ဗျားတို့ရခိုင်လူမျိုးပဲချင်းကိုအနိုင်ကျင်းတာငါတို့ချင်းလူမျိုးကခင်ဗျားရခိုင်ကိုအနိုင်ကျင်းတာမဟုတ်ဘူးခိုင်သားလေးရဲ့နော်ရခိုင်သားလေးရဲ့ကျွန်တော်တို့ကခွေးနဲ့မနိုင်ရဘူးခွေးနဲ့နိုင်ရဘူးကခင်ဗျားတို့ပဲခွေးတရိတ်ဆန်နဲ့တူတယ်လို့ပြောရမှာဘာကြောက်လဲဆိုခွေးကလေးကအမေဖက်မှာပဲလိုက်ရခွေးကဖေကိုမလိုက်ဘူးနော်ထိုနဲ့တူပဲခင်ဗျားတို့ရခိုင်လေမရကိုရင်ခင်ဗျားတို့ရခိုင်တာသမီးကအမေဖက်ကိုပေးလိုက်တယ်မဟုတ်လားအဖေဖက်မှမလိုက်ဘူးအမျိုးတော့မှအမျိုးပခံတယ်မဟုတ်လားဒါကြောင့်ပဲခင်ဗျားတို့ရခိုင်ကခွေးနဲ့တူတယ်လို့ပြောတာဒါကြောင့်လည်းခင်ဗျားတို့ကနေထိုင်ကလည်းသူများကိုနိုင်ဖို့သူများအပေါ်ကိုရှိဖို့ခင်ဗျားသူများကိုအနိုင်ယူဖို့အနိုင်ပြောဖို့ပဲခင်ဗျားတို့တည်တယ်လက်နဲ့ကိုအားကိုးတယ်ဒါပဲကျွန်တော်တို့ချီလိုမျိုးကိုဒုက္ခပေးတာနော်ရခိုင်သားလေးသဘောပေါက်လားချမ်းသာပြတာလေးကြိုက်လို့ချမ်းသာပြတာမဟုတ်ဘူးခင်ဗျားတို့ရခိုင်ကအစားမှဆိုရင်ကျွန်တော်တို့ချမ်းသာမပြဘူးဘယ်သူကမှချမ်းသာမပြဘူးခင်ဗျားတို့ကခွေးနဲ့တူလို့ချမ်းသာပြတာနော်ကျွန်တော်ရခိုင်ရခိုင်သားရေနော်ခင်ဗျားတို့ကခွေးနဲ့မတူလို့ချမ်းသာပြတာမနေချေဘူးဒီမှာနော်နေစားလည်းမလို့ဘူးခင်ဗျားတို့နိုင်ငံမဟုတ်ဘူးခင်ဗျားတို့ပြည်နေမဟုတ်ဘူးနော်ချင်းကချီမစားဘူးနော်ချီမစားဘူးခင်ဗျားတို့ရခိုင်ပဲချီစားစစားမှာဒါတော့မသိဘူးနော်ရှင်အေကိုလည်းခွေးလို့ပြောသေးတယ်ရှင်အေကခင်ဗျားတို့အေထက်အိမ်မတိုင်မအစာပေါင်းများစွာအချင်းတိုင်မိမာတယ်နော်ခင်ဗျားတို့အေထဲမှာဒေါက်တာဘလောက်ဘယ်နှယောက်ရှိလဲခင်ဗျားတို့ရခိုင်လူမျိုးအားလုံးနဲ့ကျွန်တော်တို့ချင်းနဲ့အင်္ဂလိပ်ကပြောမလားရခိုင်သားလေးပြောခင်ဗျားတို့ရခိုင်တအားလုံးကိုခေါ်နော်ကျွန်တော်ချင်းလူမျိုးနဲ့အင်္ဂလိပ်ကလည်းပြောမယ်ဘယ်သူဘာနိုင်မလဲဒီလားဒါကြောင့်မလို့ချင်းကခွေးမဟုတ်ဘူးခွေးကခင်ဗျားတို့ရခိုင်နော်ပလဲဝါကိုတိမ့်တာတဲ့တချို့ကပလဲဝါကိုတိမ့်တာမဟုတ်ဘူးလို့ပြောအခုရခိုင်သားလေးကပြောပြီးမှပိုတိကြတာပေါ့နော်ပလဲဝါကိုတိမ့်တယ်လေသူတို့အဖိုးအဖွားနေမီဖြစ်လို့တိမ့်တယ်လေဘေးအချင်းဘေးအခါမှပလဲဝါကခင်ဗျားတို့ရခိုင်အဖိုးရခိုင်အဖွားရဲ့နေမီဖြစ်တဲ့ဆိုတာမသိဘူးကျွန်တော်တို့ချင်းအနေနဲ့နော်ဟိုးခင်ဗျားတို့ကရခိုင်နိုင်ငံကြဆုံးတာလေခင်ဗျာတခြားလူအတွဲမဟုတ်ဘူးအကြောင်းမဟုတ်ဘူးခင်ဗျားတို့ရခိုင်ပြည်ရင်ကအကျိုးပေါက်တယ်ဘလူးပေါက်တယ်ဒါကြောင့်မလို့အကျိုးကိုပတ်ပြီးမှခင်ဗျားတို့ဒီခန္ဓာငံကြသွားတယ်ဒါတော့သိတယ်အဲ့တဲ့ချိန်မှာလေကျွန်တော်ပလဲဝမပါဘူးသိလားဥမာပေါ့ဥပမာနဲ့ပြောပေးမယ်ဥပမာနဲ့ခင်ဗျားတို့ရခိုင်နေမီဖြစ်တော်မှခင်ဗျားတို့ရခိုင်နိုင်ငံဖြစ်တော်မှနော်လုံးဝတရားနေလန်းအားဖြင့်ခင်ဗျားတို့ရခိုင်ပြန်လေရနိုင်စရာအကြောင်းမရှိဘူးရခိုင်သားလေးရဲ့တဘောပေါက်လားအခုကဘာပေါ်မှာကြီးကဥပဒေရှိတယ်ဒါကိုတိဖို့လိုတယ်တုံးတိပြီးပြီဆိုရင်ဘယ်သူမှတရားဆွဲလို့မရဘူးပฏิမှုဆိုရင်ခုနှစ်တိပြီးပြီဆိုတိုင်လို့မရဘူးတဘောပေါက်လားခင်ဗျားတို့ရခိုင်ပြည်ရင်ဆုံးတာ1900ခုနှစ်ရှိလားခုနှစ်လေးလားအဲ့ဒီချိန်မှာပဲဆုံးတယ်လေနော်မကြားဘူးခင်ဗျားတို့ရခိုင်ပြည်ရင်လည်းမမြင်ဘူးခင်ဗျားတို့ပြည်ခိုင်နေမီကလည်းမဟုတ်ဘူးနော်အလကဆောက်မပြောင်းနဲ့ခွေးလိုမဟောင်းနဲ့နော်ခင်ဗျားကကျွန်တော်တို့ချင်းကိုဟောင်းစင်တယ်လို့ဟောင်းလို့ပြောတယ်ခင်ဗျားပဲဟောင်းတာတော့အလကမဟောင်းနဲ့တန်ဖို့မရှိဘူးခင်ဗျားပြောတာနော်
နောက်ပလဲဝါကိုခင်ဗျားတို့ကအဖိုးအခမြောက်များဆိုတာပေးမမတွေးနဲ့ရွှေနဲ့အသားနဲ့ကျွန်တော်တို့တိတ်နေလေဒါတော့ဟုတ်မှာပေါ့ပြိုက်မှာပေါ့ခင်ဗျားတို့အဖိုးအခပေးရမှာပေါ့အဲ့ဒီပလဲဝါကိုမတိုင်ဘူးဆိုရင်ခင်ဗျားတို့ရခပြည်နေမှာဝင်လို့မရဘူးလေရခပြည်နေမှာရှိတဲ့တမ်တော်စခါကိုခင်ဗျားတို့တိုက်လို့မရဘူးလေဒါကြောင့်မလို့ခင်ဗျားတို့လိုင်းလို့ရှိလို့တိုက်တာကိုငါတို့ချင်းနေမဆိုင်ဘူးလေနော်ခင်ဗျားတို့ရခိုင်နေမီမှာတမ်တော်စခန်းကိုခင်ဗျားတို့တိုက်ချင်လို့တိုက်တာကိုနော်ခင်ဗျားတို့လှုပ်ချင်လို့လှုပ်တာငါတို့ချင်းနေမဆိုင်ဘူးငါတို့ချင်းနေမဆိုင်ဘူးငါရခိုင်သားလေးရဲ့နော်မရမာသားလေးနော်အရခသားလေးဟုတ်လားခင်ဗျားတို့ကလူမျိုးလေးအတိအကျမရှိဘူးရခိုင်လို့လေးပြောတယ်အရခလို့လေးပြောတယ်ဘင်္ဂလားဒေ့ရှ်မှာဆိုမရမာလို့လေးပြောတယ်ငါတို့ချင်းကအဲ့လိုမဟုတ်ဘူးအစကတည်းကချင်းဆိုချင်းဟုတ်တယ်မလားခင်ဗျားတို့ကအရေးအတွေးလည်းမတူဘူးအရေးရှင်းလည်းမတူဘူးနော်အလကားကောင်အဲ့လိုလာပြောနေအလကားလမ်းပေါ်မှာငါတို့ချင်းလိုမျိုးကိုမချင်းချောင်းနဲ့နော်ခင်ဗျားအဲ့လိုချင်းချောင်းပြမှာကြောက်မချင်းလိုမျိုးမဟုတ်ဘူးနော်ခင်ဗျားငါတို့ချင်းလိုမျိုးကလေခင်ဗျားတို့ရခိုင်နဲ့ဘာမှမပက်တဲ့ပဲနဲ့အသက်ရှင်လို့ရတယ်တိလားအခုခင်ဗျားတို့ရခိုင်ခင်ဗျားတို့အေးကျွန်တော်တို့ချင်းလိုမျိုးနဲ့မပတ်သက်ဘူးဆိုဘာမှအသက်ရှင်လို့မရဘူးတိလားအခုမီဇိုရမ်မှာရှိတဲ့ချစ်ပီနေမီဇိုရမ်ဘက်ကနေလာတဲ့အစPCO စာဒါမပါဘူးဆိုခင်ဗျားတို့အသက်ရှင်လို့မရဘူးလေဒါတော့မှခင်ဗျားတို့ကျေးဇူးတင်ရမှာချင်းလိုမျိုးရဲ့ချင်းလိုမျိုးရဲ့လို့ချစ်ခိုးရမှာဒါသူများရဲ့ကျေးဇူးလည်းမတည်ဘူးသူများရဲ့အကျိုးလည်းအကျိုးကတဲ့လူကျေးဇူးကတဲ့လူမျိုးနော်ခင်ဗျားတို့ရခိုင်လူမျိုးကနော်တိလားတဘောပေါက်လားတဘောပါလားငါပြောတာချင်းကိုတော့မှချင်းလို့ကောက်မပြောတတ်ဘူးရှာလို့ပြောသေးရှာမဟုတ်ဘူးချင်းလို့ပြောပါလားတိလားဒါကြောင့်မလို့အလကားရရှင်တာမဟုတ်အလကားရတာမဟုတ်ဘူးလေကြိုက်လာတိုက်ပါလို့ပြောသေးတယ်ခင်ဗျားတို့တောင်းတစားမလို့ဘူးခင်ဗျားတို့ချွေးတောင်းစားမလို့ဘူးဒီပုံစံအတိုင်းခင်ဗျားတို့ကကျွန်တော်တို့ချင်းလူမျိုးကိုဒုက္ခပေးနေမယ်ကျွန်တော်ချင်းလူမျိုးကိုစော်ကားနေမယ်ချင်းလူမျိုးအားလုံးကိုအန်တယ်ပေးနေမယ်ဆိုရင်ကျွန်တော်တို့ချင်းလူမျိုးနဲ့ခင်ဗျားတို့ရခိုင်လူမျိုးအကြမ်းမှာလူမျိုးကြီးဖြစ်နိုင်အောင်ခင်ဗျားတို့ဗတိပခလုံနေမယ်ဆိုရင်လုံမှာပဲကျွန်တော်ချင်းလူမျိုးမလုံမှာပဲကျွန်တော်ကတမ်တော်ရှိတယ်နော်တမ်တော်ရှိတယ်ကျွန်တော်တို့ကအဖို့ခပေးမယ်လို့မပြောဘူးကျွန်တော်တို့ကအတိုးအရင်နဲ့ဘာယူမနော်တိလားခင်ဗျားတို့ကငါတို့ကောအတေတာလည်းပြောတာပြောဖြစ်တယ်ဟိုအတိပြောတယ်ငါတို့အရင်ကိုမယူဘူးအရင်တာမယူဘူးအယုံနာအရင်နဲ့အတိုးပါယူလိုက်မယ်နော်အဲ့ဒီချက်ကပါမကောင်းဘူးလို့မပြောနဲ့ရခိုင်သားရေနော်ရခိုင်သားရေနော်ရခိုင်လူမျိုးရေနော်ခင်ဗျားတို့ကိုကောင်းပြောပြီးငါတို့ကခင်ဗျားတို့ရခိုင်ကိုဇန်စားတာမဟုတ်ဘူးခင်ဗျာငါတို့ချင်းကခင်ဗျားတို့ရခိုင်ပြည်နယ်မှာနေမချူကျော်ပေးမှလက်နဲ့ကိုအားကိုပေးမှခင်ဗျားတို့ရခိုင်ကိုအနာကျင်းတာလည်းမဟုတ်ဘူးခင်ဗျားတို့ရခိုင်ပဲငါတို့ချင်းကိုချူကျော်ပေးမှအနာကျင်းတာနော်အဲ့ဒီချိန်မှာတော့မကောင်းဘူးလို့မပြောနဲ့နော်ကျွန်တော်ချင်းလူမျိုးမှာကျနောက်မှခင်ဗျားတို့တိလာလိမ့်မယ်နော်နောက်မှတိလာလိမ့်မယ်ပြောမဲ့စကားအလုံးငါမပြောဘူးနော်တိလာခင်ဗျားတို့ရခိုင်ကခဏငါတို့ချင်းကိုကြော်ကားတာများလာပြီနော်ဒါကြောင့်မလို့ခင်ဗျားကိုပြန်ပြောတာနော်ခင်ဗျားတို့ရခိုင်ကဥတော်လည်းမရှိဥတော်လည်းလူဥတော်မဟုတ်ဘူးရခိုင်ဥတော်ပညာလည်းရခိုင်ပညာညာလည်းရခိုင်ပညာပဲနော်ဒါကြောင့်မလို့လူကိုခင်ဗျားတို့ကအနိုင်ကျင်းဖို့ပဲတည်တယ်ဒုက္ခပေးဖို့ပဲတည်တယ်နော်ခင်ဗျားတို့ရခိုင်လူမျိုးကနော်ဖေးနော်ခင်ဗျားတို့ဒါဆိုပဲဗမာလူမျိုးကဘယ်လိုပြောလဲမွေပွေးနဲ့ရခိုင်နဲ့တွေ့ရင်ရခိုင်ကိုအမြင်တက်ပါလို့ပြောတာခင်ဗျားတို့ကအခုကတည်းကမကောင်းတာမဟုတ်ဘူးဟိုအရင်ကတည်းကလည်းမကောင်းတာခင်ဗျားတို့ရခိုင်ပြည်ကိုတာကဘလူဖြစ်တာကိုဒါဆိုမလို့ခင်ဗျားတို့ဘလူစိတ်တဲ့အားလုံးဝယ်ကောင်းတယ်ခင်ဗျားတို့
ရခိုင်အတွေ့အတာထဲမှာသဘောပေါက်လားသဘောပေါက်လားပါလားခင်ဗျားတို့ရခိုင်ပြည်ရင်ကလူအသားကိုစားတဲ့အမျိုးတိလား